အခုချိန်မှာ UNG နဲ့ UNG ကိုပြောနိုင်ဆိုနိုင်ရှိတာ KNU နဲ့ KIA ခေါင်းဆောင်တွေပဲရှိတယ်။ဘာဖြစ်လို့ UNG ကိုပြောနိုင်ဆိုနိုင်ရှိတဲ့အခြေအနေက KIA နဲ့ KNU မှာပဲရှိတာဆိုတော့ဒီ UNG ကိုနေရာပေးထားတာနေဖို့ထိုင်ဖို့ပေးထားတာနော်လက်နဲ့ရိတ်ခါစားအတော့ရေးအကုန်လုံး support ပေးထားတယ်ဆိုတဲ့ကိစ္စက KIA နဲ့ KNU မှာပဲရှိနေတယ်။ဟာဒါဆိုလို့ရှိရင်မင်းကဘာဖြစ်လို့ KIA နဲ့ KNU နဲ့ UNG နဲ့ပါလာရတယ်။ SAW PDF က UNG ရဲ့အထောက်အပံ့တွေအကုန်ရတယ်။တနတ်တွေရတယ်စားနဲ့ရိတ်ခါရတယ်ထောက်ပံ့ကြီးတွေရတယ်ပေါ့။သို့တော့ SAW PDF ကဆရာနာရှင်ကိုမတိုက်ဖဲနဲ့နားလည်မှုနဲ့ရံပြေးငါရောက်ငါပြေးရံရောက်ဟုတ်စွန်စုရဲ့ view ဟာတွေကိုတုံးနေတယ်။အဲ့ဒီကိစ္စမှာအခုပြောလာပြီစွန်စုရဲ့ view ဟာ UNG အတွက်တိတ်အရေးကြီးနေတယ်။ရံပြေးငါရောက်တယ်ငါပြေးရံရောက်တယ်။အဲ့တော့ရန်သူကလည်းတည့်ရမှာငါပြေးတယ်ဆိုတာပြဖို့ဆက်နဲ့ပြောလိုက်တယ်။ကဲငါတို့ကတော့ဒီရွာကနေထွက်သွားပြီ။ဒါဆိုလို့ရှိရင် NDF ကSAW PDF ကရောက်လာတယ်။ SAW PDF ကလည်းငါတို့လာပြီဟေ့ဆိုရန်သူကထွက်သွားတယ်။ပြောလို့ရှိရင် SAW PDF ကနားလည်မှုနဲ့ UNG ရဲ့တနတ်တွေကိုကင်ထားပြီး UNG ပေးတဲ့ထောက်ပံ့ရေးတွေယူထားပြီး UNG ကနေပေးတဲ့အမိန့်ကြမနာခံမဲနဲ့ငါတို့မြို့နာမယ်ငါတို့ရွာနာမယ်ငါတို့ပြည်သူနာမယ်ဆိုပြီးတော့မအားလားစစ်တပ်နဲ့မတိုက်ဖဲနဲ့နားလည်မှုလုပ်နေတယ်တော်လှန်ရေးရဲဘော်ချင်းချင်းသဘောထားမတူလို့စိတ်ထားချင်းမတူလို့ရန်ဖြစ်တဲ့လက်လွန်နဲ့အဲ့ဒီကိစ္စအကုန်လုံးခွင့်လွှတ်လို့ရတယ်ဒီထဲမှာရှိနေတယ်အရက်ထဲမှာလည်းဒီတိုင်းပဲဒါကဖြစ်လေဖြစ်ထားရှိတဲ့ကိစ္စအဲ့ဒီဟာတွေကဖြည့်ရှင်းလို့ရတဲ့ကိစ္စကြီးပဲပြဿနာရှိနေတာကစစ်အာဏာရှင်စနစ်ကိုဖက်စစ်စစ်အမြင့်ဖြတ်ဆိုပြီးတော့အော်ပြီးစစ်အာဏာရှင်စနစ်ကိုတိုက်မယ်ပြောနေတဲ့ UNG ရဲ့အထောက်အပံ့ကိုယူထားတဲ့ SAW PDF ကစစ်တပ်နဲ့နားလည်မှုယူပြီးတော့ရန်ပြေးငါရောက်ငါပြေးရန်ရောက်ဆက်ဟိုနားလည်မှုယူပြီးတော့စစ်တပ်ကိုမတိုက်တဲ့ကိစ္စဟာဒါကပြဿနာအကြီးကြီးရှိတယ်အဲ့ဒီ SAW PDF ကခင်ဗျားတို့ပြောနေတဲ့ COC ပေါ့ Code of Conduct လားနော်စစ်စည်းကမ်းနေစီမင်းစည်းကမ်းနေလားဒါမှမဟုတ်လို့ရှိရင် change of command လားအမိန်ပေးနားလည်မှုလားပြဿနာအဲ့ဒါဖြစ်ချင်တော့ UNG ကနေထောက်ပံ့ရေးရထားတဲ့အဖွဲ့ကစစ်တပ်နဲ့နားလည်မှုယူထားပြီးဟေ့ဆိုလို့ရှိရင်တခြားအဖွဲ့တွေလည်းယူမယ်တခြားအဖွဲ့တွေလည်းယူမယ်ကျွန်တော်ပြောတာနော် SAW PDF မှာလည်းဟိုတည်င်းထဲမှာပဲပါလာတယ် SAW PDF ကသူ့ပြည်သူလူထုပြေးရပြူရမှာဆိုလို့ပြည်သူလူထုဒုက္ခရောက်မှာဆိုလို့စစ်မတိုက်ဘူးပေါ့ဒါကစင်ကြီးတစ်ခု SAW PDF ကစစ်မတိုက်တဲ့အတွက်ကံပတ်လက်ကပြည်သူတွေတောင်မှစောမှာသွားခိုးရတယ်ဒါကနားလည်မှုတစ်ခုတကယ်ရန်သူကိုတိုက်နေတဲ့အချိန်မှာကျွန်တော်ပြောပြီးသွားပြီပြည်သူလူထုကခံရမှာပဲတိုက်နေတဲ့မြို့တွေရွာတွေကခံရမှာပဲအခုကခမည်းတော်ကပြည်သူလူထုကိုအကြောင်းပြပြီးတော့စစ်မတိုက်ဖဲနဲ့ရန်သူနဲ့နားလည်မှုလှုပ်ထားပြီးဟေ့ဆိုလို့ရှိရင် SAW PDF ကလည်းရန်သူနဲ့နားလည်မှုလုပ်မယ်တခြား PDF တွေကလည်းရန်သူနဲ့နားလည်မှုလုပ်မယ်နောက် PDF တွေကလည်းရန်သူနဲ့နားလည်မှုလုပ်မယ်တိုင်းရင်းသားတွေကလည်းရန်သူနဲ့နားလည်မှုလုပ်မယ်ဟေ့ဆိုရင်ဒီစစ်အာဏာရှင်စနစ်ကဘတော့ပြတ်တော့မလဲဆွဲထဲတာမဟုတ်ဘူးကျွန်တော်တို့မှာပြဿနာတွေကရှိတယ်ဘိုးနဂါးနဲ့ခင်ဗျားတို့ပြဿနာတက်တယ်ဘိုးနဂါးနဲ့ခင်ဗျားတို့ပြဿနာတက်ရင်ဘိုးနဂါးကပြောတယ်ကျွန်တော်တို့ကတိုက်တယ်ပကဖတွေကမတိုက်တာဘိုးနဂါးပြောတယ်နော်ကျွန်တော်တို့ကတိုက်တယ်ပကဖကမတိုက်တဲ့အပြင်ကျွန်တော်တို့နောက်မှာမိုင်းလာထောင်ထားတယ်ဒီတော့ပြဿနာဒီထပ်ပြောမယ်နော်ဒီတော့ပြဿနာအလုံးဒီ UNG မှာပဲရှိနေတာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာလည်းပြဿနာမရှိဘူးပြဿနာက UNG မှာပဲရှိနေတာ UNG အုပ်ချုပ်ကုတ်ကဲပြီး UNG ထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေမှာပဲပြဿနာရှိနေတာ EAO တွေ ERO တွေနော်ကျန်တဲ့အဖွဲ့အစည်းတွေမှာပြဿနာမရှိတော့ဘူးအဲ့တော့ဒီ UNG ကစောအဖွဲ့ကခေါင်းဆောင်တွေကိုပြောရတော့မယ်ခင်ဗျားတို့မြို့တွေရွာတွေနာပါဆိုးတယ်ဆိုလို့ရှိရင်ဘာမှမလုပ်တော့နဲ့ခင်ဗျားတို့ကိုပေးထားတဲ့တနတ်တွေကျွန်တော်တို့ကိုပြန်ပေးပြီးတော့တိုက်တဲ့အဖွဲ့ကိုပေးဖို့ပြုဖို့လုပ်ရတော့မယ်ကိစ္စမျိုးတွေရှိတယ် UNG ကိုအခုအချိန်မှာနော်နေစရာပေးတာတင်နန်းပေးတာထောက်ပံ့ပေးတာလုပ်ပေးတဲ့ဟာတွေအကုန်လုံးက KNU နဲ့ KNU နဲ့ KIA က UNG ကိုပြောရတော့မယ်ခင်ဗျားတို့လူတွေကဘလို့တွေဖြစ်နေပြီလဲခင်ဗျားတို့ပြောနေတဲ့ COC တွေပေါ့ Change of Command တို့ Code of Conduct တို့အဲ့ဒါတွေကဘလို့တွေလဲခင်ဗျားတို့တေးသေးချာချာပြန်ပြီးတော့ဒီဟာတွေကိုစီစစ်ဖို့လိုတယ်ခင်ဗျားတို့ရဲဘော်တွေကိုခင်ဗျားတို့တေးသေးချာချာပြန်ပြောဖို့လိုတယ်ခင်ဗျားတို့အုပ်ချုပ်မှုအောက်မှာခင်ဗျားတို့ထောက်ပံ့နေတဲ့လူတွေကစစ်တပ်ကိုတိုက်ဖို့လိုတယ်ဘာဖြစ်လို့ဒီစကားပြောနေလဲဆိုလို့ရှိရင်ခင်ဗျားတို့တစ်ချိန်လုံးတိုင်းရင်းသားတွေအပြစ်ခတ်ရဆဲပြီးဟေးဆိုလို့ရှိရင်လည်းခင်ဗျားတို့ပြောနေတာရှမ်းနေငိမ့်နေလည်းခင်ဗျားတို့ပြောနေတာနောက်ပြီးတော့ UNG ဆိုတာတတိုင်းပြည်လုံးကိုကိုစားပြုတယ်ဆိုပြီးတော့ပြောနေတာ UNG ဒီတတိုင်းပြည်လုံးကိုကိုစားပြုတယ်ဆိုပြီးပြောနေတာ
ကိုစားပြုတ်တဲ့အဖွဲစည်းမှာပါနေတဲ့သူတွေကကိုစားပြုတ်တဲ့အဖွဲစည်းမှာပါနေတဲ့သူတွေကတော့ကြာနားလည်မှုလုပ်လိုက်တော့ကြာနားလည်ပါရိုက်လိုက်တော့ကြာအချင်းချင်းရန်ဖြစ်လိုက်ခင်ဗျားတို့ UNG ရဲ့ပြဿနာကို UNG ကိုယ်တိုင်မဖြေရှင်းနိုင်ဘူးဆိုလို့ရှိရင် KNU ရဲ့ KIA ရဲ့ခေါင်းဆောင်ကြီးတွေက UNG ကစီဦးစီးချုပ်တို့စီရေးချုပ်တို့တာဝန်ရှိတဲ့သူတွေကိုခေါ်ပြီးတော့တည်တည်ချာချာဆွေးနွေးရတော့ခင်ဗျားတို့အဖွဲ့ကစီကံကတော့ဒီလိုဖြစ်နေပြီခင်ဗျားတို့အဖွဲ့ထဲမှာအကုန်လုံးတော့မဟုတ်ဘူးတချို့တစ်ဝက်ကတော်တော်စီကံပြတ်နေပြီတနက်ကင်ထားပြီးစစ်တပ်နဲ့နားလည်မှုတွေယူနေပြီဒီကိစ္စကိုခင်ဗျားတို့ဘယ်လိုဖြေရှင်းမှာလဲကျွန်တော်ပြောချင်တာခင်ဗျာ UNG မှာအခုဒါစောဆိုတဲ့ကိစ္စတစ်ခုပဲရှိသေးတယ်နော်ကြံတဲ့နေရာတွေမှာဒါကျွန်တော်ပြောချင်တာကကြံတဲ့နေရာတွေမှာဘယ်လိုမျိုးစစ်တပ်နဲ့နားလည်မှုယူထားလဲအဲ့တော့ခင်ဗျားတို့အဖွဲ့အစည်းတွေကရွာနာမှာဆိုလို့ပြည်သူနာမှာဆိုလို့ဆိုပြီးခင်ဗျားတို့ကနားလည်မှုယူထားတဲ့ဟိဆိုလို့ရှိရင်တကယ်တိုက်နေတဲ့အဖွဲ့တွေကတဖွဲ့တဲ့တီးတီးတွေဖြစ်ကုန်လို့ရှိလို့ရှိရင်ကျွန်တော်ပြောတာဆေးအာနာရှင်ကိုတိုက်နေတဲ့အဖွဲ့အစည်းတော်တော်များများကြီးကျွန်တော်တို့ရဲ့မဟာမိတ်ဖြစ်နေတယ်စစ်တပ်ကိုစန့်ကျင်နေတဲ့အဖွဲ့အစည်းတွေကကျွန်တော်တို့ရဲ့မဟာမိတ်ဖြစ်နေတယ်ဒီလိုမျိုးမဟာမိတ်တွေကိုကိုယ့်ဘက်ကသစ္စာပေါက်တို့ဖြစ်သွားရင်ပြဿနာအကြီးအကျယ်ရှိတယ်တစ်ချိန်မဟုတ်တစ်ချိန်မှာပြဿနာတွေတက်လာမယ်ဒါမှမဟုတ်ပြောစရာတွေဖြစ်လာမယ်ဒါက UNG ကိစ္စဆိုပြီးကျွန်တော်တို့လွှတ်ထားလို့မရဘူး UNG ကိုလက်ခံထားတဲ့ KNU KIA ခေါင်းဆောင်ကြီးတွေကိုယ်တိုင်ကိုဒါကိုဝင်ပြီးတော့ထိမ့်သိမ့်လုပ်ရမယ် UNG ကိုအခုချိန်မှာဘယ်သူမှပြောလို့မရဘူး UNG ကသူ့ဟာသူထင်တိုင်းထင်ဘယ်လိုပြောမလဲထင်ရဆိုင်နေတာပုံမလင်းလင်းပြောရင် UNG ကပုံမလင်းလင်းပြောရင်ထင်ရဆိုင်နေတာငါတို့ကိုပြည်သူကလှူတယ်ငါတို့လှုပ်ချင်တာလုပ်မယ်ငါတို့ကငါတို့ဒီဒေးခေါ်ရင်ခေါ်မယ်ငါတို့ကငါတို့2023မှာတိုင်းပြည်ကိုသိမ်းရင်သိမ်းမယ်ငါတို့ကငါတို့နေပြည်တော်ကိုသွားရင်သွားမယ်ဆိုပြီး UNG ခေါင်းဆောင်တွေကပြောချင်တာပြောလှုပ်ချင်တာလှုပ်သူကသူဖြစ်ချင်တာဖြစ်နေတာထပ်ပြောဦးမယ်နော် UNG ကသူ့ဟာသူလှုပ်ချင်တာလှုပ်နေတာ UNG ကသူ့ဟာသူပြောချင်တာပြောလှုပ်ချင်တာလှုပ်နေတာတော့ကြာဒီဒေးခေါ်လိုက်တော့ကြာဒီဒေးခေါ်လိုက်တော့ကြာနေပြည်တော်ရောက်သွားလိုက်တော့ကြာရန်ကုန်ကိုဗမာပြည်တစ်ပြည်လုံးကိုသိမ်းလိုက်နဲ့ UNG ကလှုပ်ချင်တိုင်းလှုပ်နေတာUNG လှုပ်ချင်တိုင်းလှုပ်တာကိုထိန်းနိုင်ဖို့อ่ะနော် KIA လည်းတကယ်ပြောရင် KNU ရော KIA ရောမထိန်းနိုင်ဘူးသို့တော့ KNU နဲ့ KIA ကပြောရင်တော့ UNG ကလူတွေကနည်းနည်းပါးပါးနားထောင်လိုက်မယ်ကိုဘာကြီးသွားပြောလည်းမရဘူးကျွန်တော်သွားပြောလည်းမရဘူးကိုဝေယံဆိုးသွားပြောလည်းမရဘူးဘယ်သူမှပြောလို့မရဘူး UNG ကကောင်တွေအကုန်လုံးကကျွန်တော်စကားနဲ့ပြောမယ်ဆိုဖျားဖြစ်မဲ့လူကြီးပဲကျွန်တော်ထပ်ပြောမှတော့ UNG မှာအခုလုံနေတဲ့လူတွေအကုန်လုံးကဖျားဖြစ်မဲ့လူတွေကြီးပဲအကုန်သိတယ်အကုန်တတ်တယ်ဒိဋ္ဌစက္ကုတွေအကုန်ရနေတာ KNU နဲ့ KIA တောင်မှဘယ်လိုပြောမလဲဆိုတော့ဖျားရဲ့ခမဲတော်တွေဖခင်ဘယ်လိုပြောမလဲအဖေတွေအမေတွေပုံစံမျိုးနဲ့ပြောမှရမှာအဲ့လိုပြောရင်အဖေအမေပြောလဲနားထောင်မှာမဟုတ်ဘူးသို့တော့အဖေအမေဖြစ်တဲ့အတွက်ပြောလို့လေးရသေးတယ်ကြံတဲ့ကောင်ကတော့ပြောလို့မရဘူး UNG တော့မှမြင်းမီးဆွဲမောင်စံတွေကအများကြီးပဲသဘောပေါက်လားမသိဘူးအဲ့တော့ကျွန်တော်ပြောချင်တဲ့ကိစ္စကရန်ဖြစ်တဲ့ကိစ္စသေးတလေးပြဿနာမရှိဘူးကံပက်လက်ကရဲဘော်2ယောက်နဲ့စော PDF ရဲဘော်2ယောက်ရိုက်တယ်ဒါမှမဟုတ်စောတပ်ဖွဲ့တစ်ဖွဲ့လုံးကဝိုင်းရိုက်လိုက်တယ်ဆိုလဲပြဿနာမရှိဘူးနားလည်မှုလွဲလို့ပါညောဒီလူတွေအရက်တောက်ထားလို့ပါရန်ဖြစ်လို့ပါဆိုပြီးတော့ဖြည့်ရှင်းလို့ရတယ်ဒါပေမဲ့စစ်တပ်နဲ့နားလည်မှုယူထားတဲ့စော PDF ကိုကြရင်ဒီအတိုင်းလွှတ်ထားလို့မရဘူးထပ်ပြောဦးမယ်နော်ရန်ဖြစ်တဲ့ကိစ္စကဖြည့်ရှင်းလို့ရတယ်နားလည်မှုပေးလို့ရတယ်အကုန်လုပ်ပေးလို့ရတယ်သို့တော့စစ်တပ်နဲ့တိုက်တောင်မတိုက်ရသေးဘူးထပ်ပြောဦးမယ်နော်တိုက်တောင်မတိုက်ရသေးဘူးစစ်တပ်နဲ့နားလည်မှုယူထားပြီးဟေးဆိုရင်ခင်ဗျဘယ်လိုရှေ့ကိုဆက်သွားမလဲအဲ့ဒါကကျွန်တော်ပြောတာရှင်းရှင်းလေးရဲ့ UNG မှာဖျားဖြစ်မဲ့သူတွေကြီးပဲကျွန်တော်သူတို့ကိုအရန်အထင်ကြီးတယ်ဒီလူတွေဟာအကုန်သိတယ်အကုန်တတ်တယ်အကုန်တော်တယ်အကုန်သိတယ်ဖျားဖြစ်မဲ့လူတွေကြီးပဲအုပ်ချုပ်နေတာတိုင်းပြည်ကြီးကိုလည်းကောင်းစေချင်တယ်ကဘာကြီးကိုလည်းကောင်းစေချင်တယ်လူထုကိုလည်းအကုန်ကောင်းစေချင်တယ်ရွက်ပြောတာမဟုတ်ဘူးအတိအကျကိုပြောတာရွက်ပြောတာမဟုတ်ဘူးအတိအကျကိုပြောတာဖျားဖြစ်မဲ့သူတွေကြီးပဲဘယ်သူမှဘာမှပြောစရာမလိုဘူးသူတို့မှဘာအားနေချက်မှမရှိဘူးသူတို့ကအကုန်သိတယ်အကုန်တတ်တယ်အကုန်ဖြစ်တယ်ဒိဋ္ဌစက္ကုပါရနေတယ်နောက်ဘာဖြစ်မယ်ရှေ့မှာဘာဖြစ်ခဲ့တယ်ပြီးခဲ့တဲ့အဖြစ်ကဘာဖြစ်ခဲ့လဲသိတယ်မလားဖျားအလောင်းစင်မင်းတွေကိုအကုန်လုံးမျိုးဥလိုမျိုးသူတို့အကုန်ဖြစ်တယ်ယုံမင်းတွေမြောက်မင်းတွေအကုန်လုံးဘဝတွေသူတို့ကြုံပြီးသွားပြီ UNG ဒီဖျားဖြစ်မဲ့အဖွဲ့အစည်းအကုန်လုံးမှာဖျားဖြစ်မှာခင်ဗျားတို့ပြောသလိုဖျားတဆူတဲ့ပေါ်မှာမဟုတ်ဘူး UNG မှာရှိနေတဲ့လူတွေအကုန်လုံးကဖျားအလောင်းတွေသို့တော့ဖျားအလောင်းဘလောက်ပဲဖြစ်ဖြစ်အခုလိုမျိုးစစ်တပ်နဲ့တိုက်နေတဲ့အချိန်မှာနားလည်မှုယူတယ်ဆိုတဲ့ကိစ္စလက်ခံလို့မရဘူးအဲ့လက်ခံလို့မရတဲ့ဟာကို UNG ကိုပြောလို့မရဘူးဆိုလို့ရှိရင်ကျွန်တော်ကအခုအကူအညီတောင်းတာက KNU ကလူကြီးတွေ KIA ကလူကြီးတွေခင်ဗျားတို့တည်တည်ချာချာတော့ပြောတင်နေပြီခင်ဗျားတို့တည်တည်ချာချာတော့ပြောတင်နေပြီခင်ဗျားတို့ပြောလဲနားထောင်ခြင်းမနားထောင်ပါနော် KNU ကလူကြီးတွေအခုချိန်မှာပြောလဲနားထောင်ခြင်းမနားထောင်ပါသို့တော့ခင်ဗျားတို့တာဝန်ဖြစ်တဲ့ငါတို့ကတော့ပြောပြီးနားထောင်တာနားမထောင်တာသူတို့ကိစ္စအ ਨੇ ဆုံးတော့ခင်ဗျားတို့ပြောရမယ့်တာဝန်လေးကိုပြောဖို့အတွက်ကျွန်တော်ကဗာလဲဆိုတော့နွားရှိမှထွန်ကျူးတာမဟုတ်ဘူးနွားတွေရှိမှထွန်ကျူးတာမဟုတ်ဘူးကျွန်တော်ပြောတာနော် UNG ရှိမှထွန်ကျူးတာမဟုတ်ဘူးနွားရှိမှထွန်ကျူးတာမဟုတ်ဘူး
UNG ကလူတွေကိုကျွန်တော်တို့အထင်ကြီးတဲ့ကောင်ဒီထဲမှာကြည်နေတဲ့လူတွေထဲမှာတော့မတယောက်မှပါမှာမဟုတ်ဘူး UNG ကလူတွေဟာဖျားဖြစ်မဲ့လူတွေဒိဋ္ဌစကုညာပေါ့ဗုဒ္ဓဘာသာစကားနဲ့ပြောရင်အကုန်လုံးသိနေတာဟိုဘဝတွေဒီဘဝတွေအကုန်လုံးသိနေတာဖျားဖြစ်မဲ့လူတွေအဲ့ဖျားဖြစ်မဲ့လူကိုပြောလို့ရတာမေတော်တွေခမည်းတော်တွေပဲပြောလို့ရတယ်မေတော်တွေခမည်းတော်တွေပြောလို့လဲနားထောင်မှာမဟုတ်ဘူးသို့တော့မေတော်ခမည်းတော်ဖြစ်တဲ့အတွက်နော်မေတော်ခမည်းတော်ဖြစ်တဲ့အတွက်ကိုကပြောတဲ့ကိစ္စကိုကိုပြောဖို့လိုတယ်အဲ့တော့သူတို့ဖျားဖြစ်ခွင့်ပေးလိုက်ပါနော်ကျွန်တော်ပြောတာသူတို့ဖျားဖြစ်တဲ့အချိန်မှာဖူးဖို့လဲအစင်းသင်းလောက်တာပါသို့တော့ဒီဖျားမဖြစ်ခင်မှာဒီဟာကတော့မှားနေတယ်ဟေးဒီဟာကတော့မလုတ်တင်ဘူးဟေးပြောတင်နိုင်တာပြောနိုင်တာကဒီ UNG ဖြစ်အောင်နေရာပေးခဲ့တဲ့ကျွေးခဲ့မွေးခဲ့တဲ့ KNU နဲ့ KIA မှာတာဝန်ရှိတယ်အဲ့တော့ KNU က KNU ကခေါင်းဆောင်ကြီးတွေအနေနဲ့ခင်ဗျားတို့ပြောတဲ့စကားကိုဒီကောင်လေးနားထောင်မှလည်းမဟုတ်ဘူးသို့တော့ပြောတဲ့စကားကိုတော့အ ਨੇ ဆုံးတာဝန်ကြီးလေးပြောပေးပါလို့ပြောရင်လည်းညီကုန်းချုပ်ပါတယ်